လူသားဆန်မှုတွေကင်းမဲ့နေတဲ့ပတ်ဝန်းကျင်မှာနှစ်ပေါင်းများစွာအဖိနှိပ်ခံလာခဲ့ရတဲ့မိန်းကလေးတစ်ယောက်ဒီနေ့မှာသူမရဲ့နာကျင်မှုတွေကဒဇင်တလက်နဲ့အတူအကြီးမားဆုံးသောပောက်ကွဲမှုကြီးဖြစ်သို့ပြောင်းလဲလာခဲ့ပြီးသူမအပေါ်ဖိနှိပ်ဆက်ဆံခဲ့တဲ့သူတွေကိုဘလို့လက်စားချင်မလဲဆိုတာဒီဇလန်လေးမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။မိုးမျှော်တိုက်ကြီးတွေလက်ညှိုးထိုးမလွဲတည်ရှိနေပြီးနိုင်ငံသားတွေခီးသွားဧည့်သည်တွေနဲ့စီကားနေတဲ့စိုးမျိုးကြီးအလဲမှာဟဲဝန်းဆိုတဲ့မိန်းကလေးတစ်ယောက်အလောက်ကနေကားနဲ့ပြန်လာပါတယ်။လမ်းမကြီးပေါ်မှာကားတွေပိတ်နေတဲ့အချိန်ဟဲဝန်းမြင်လိုက်ရတာကမလန်မကန်းကလမ်းကြားလေးတစ်ခုထဲမှာခစ်ဆန်ဆန်ဝတ်စားထားတဲ့မိန်းကလေးတစ်ယောက်အားလူရန်ကားနှစ်ယောက်ကအနိုင်ကျင့်နှိပ်စက်နေကြတာဖြစ်ပါတယ်။ပြဿနာထဲမှာဝင်မပါချင်ကြတဲ့လမ်းသွားလမ်းလာတွေကလည်းအနိုင်ကျင့်ခံနေရတဲ့အမျိုးသမီးကိုတယောက်မှဝင်မကူညီကြတဲ့အချိန်ဒီမှာအဲ့ဒီအမျိုးသမီးကဟဲဝန်းကားနာကိုအပြေးရောက်လာပြီးအကူအညီတောင်းပေမဲ့သူများအပူကိုကိုယ့်အပူအဖြစ်မခံနိုင်တာကြောင့်ကားမှန်ကိုပိတ်ပြလိုက်ပါတယ်။နောက်တနေ့မနက်ဟဲဝန်းရဲ့ချင်းငွေလုပ်ငန်းထဲမှာချင်းငွေလာလျှောက်တဲ့တက်ကျူးရဲ့အိုအဖွားကြီးတယောက်ကိုဝင်ငွေအခိုင်အမာမပြနိုင်တဲ့အကြောင်းပြချက်နဲ့အများဆုံးချင်းငွေ300အထိပဲထုတ်ပေးနိုင်မယ်လို့ဟဲဝန်းကပြက်ပြက်သားသားပြောနေတာကြောင့်အိမ်နေချန်တွေပေါင်လိုက်ရပြီဖြစ်တဲ့အဖွားဟာသူမအတွက်ချင်းငွေ300ရနိုင်မှအဆင်ပြေနိုင်မယ်အကြောင်းတောင်းမှန်ပြောနေပါတယ်။ဒါပေမဲ့သူများအပူကိုစိတ်ဝင်စားတဲ့ဟိန်ဝန်းကတော့ချင်းငွေကုမ္ပဏီရဲ့စီမီစည်းကမ်းတွေအရ300ထိမရနိုင်ကြောင်းအထက်အကူအညီတောင်းနေတဲ့အဖွားကိုအော်လွတ်နေတာကြောင့်ရုံးဝန်ထမ်းတွေအားလုံးရဲ့အကြည့်တွေကဟိန်ဝန်းစီကိုရောက်လာပါတယ်။ဒီချိန်ဖုန်းတစ်လုံးဝင်လာလို့အဖွားကြီးရဲ့ပြဿနာကိုလုံးပေါ်ကိုင်ဘက်ဂျီစုစီလွှဲထားခဲ့ကမြို့ထဲကိုထွက်လာပါတယ်။လမ်းမှာတော့ဟဲဝန်းစီကိုမတွေ့တာအတော်ကြာနေပြီဖြစ်တဲ့ငယ်တငယ်ချင်းတယောက်ကဖုန်းဆက်လာပြီးစာတစောင်မှပြန်မရေးတာကြောင့်မေးခွန်းထုတ်နေပေမဲ့မအားဘူးလို့သာတခွန်းနဲ့တုံ့ပြန်ရင်ဖုန်းချလိုက်ပါတယ်။ရဲစခန်းကိုရောက်လာတဲ့အချိန်မှာတော့မင်းညကအမျိုးသမီးကိုလူမဆန်စာရိုက်နှက်ခဲ့တဲ့လူရန်ကားနှစ်ယောက်အားရဲတွေကတန်တရားရှိသူတွေအနေနဲ့ဖမ်းဆီးထားတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီလူရန်ကားတွေကိုတရားစွဲဖို့အတွက်တပ်တွေအခိုင်မှာမရှိတာကြောင့်ဟဲဝန်းကိုမျက်မြင်တပ်တွေအဖြစ်နဲ့ထွက်ဆိုခိုင်းတဲ့အခါယတနာတွေဝင်မပါခြင်းနဲ့ဟဲဝန်းလည်းသူမဘသူ့ကိုမှတိတိကျကျမမှတ်မိပါဘူးလို့လိန်ပြောလိုက်ပါတယ်။ပြီးတော့ဒီလိုကိစ္စတွေအတွက်ဆိုရင်နောက်တစ်ခါသူမကိုမဆက်သွဲဖို့ရဲတွေကိုမှာထားခဲ့ပြီးကားနာပြန်ရောက်လာတဲ့အချိန်ဟိုလူရန်ကားနှစ်ယောက်ကတက်တဲ့ရေရမရှိလို့အချုပ်ခန်းထဲကနေပြန်ထွက်လာခဲ့ရပြီဖြစ်တာကြောင့်နင်နာသူမိန်းကလေးရဲ့ဖခင်နဲ့လူရန်ကားတွေကြားပြဿနာတက်နေရမြင်လိုက်ရပါတယ်။နောက်ထပ်ဟဲဝန်းစီပါထက်ရောက်လာပြီးသူသမီးလေးအတွက်တရားမျှတမှုရအောင်တက်တဲ့ထွက်ဆိုပေးဖို့အကူအညီတောင်းပေမဲ့သူလန်းသူသာသွားဖို့လုပ်နေတဲ့ဟဲဝန်းရဲ့ကားရှိလူရန်ကားတွေကပိတ်ရက်လာပါတယ်။အဲဒီနောက်ဘေးနားရောက်လာတဲ့လူရန်ကားတယောက်ကဟဲဝန်းရဲ့အင်ကြီးကျဲသီးတစ်လုံးကိုဆွဲဖြုတ်ခါသူတို့အဖွဲ့နဲ့လာချုပ်ရင်အသက်အာမခံချက်မရှိဘူးလို့ချိန်ချောက်သွားပါတယ်။ရုံးကိုပြန်ရောက်တော့ဂျီစုကမြေအပေါင်ခံပြီးချင်းဝေလာလျှောက်တဲ့အဖွားကြီးကိုအားလုံးအဆင်ပြေအောင်ကူညီပေးလိုက်တာမြင်လိုက်ရပြီးကျေးဇူးတင်လို့မဆုံးဖြစ်နေတဲ့အဖွားကြီးထွက်သွားတဲ့အချိန်သူအဆင်မပြေနိုင်ဘူးပြောထားတာကိုအဆင်ပြေအောင်ကူညီပေးလိုက်လို့မလုံမလဲဖြစ်နေတဲ့ဟဲဝန်းကဂျူနီယာကောင်မလေးကိုဆူငေါက်ပြီးထွက်သွားပါတယ်။အဲ့ဒီနောက်ဟဲဝန်းကရှုပ်ထွေးနေတဲ့စိတ်တွေကြည်လင်သွားအောင်တန်းစင်ကန်းထဲမှာမျက်နှာသွားတက်လိုက်ပြီးစိတ်ရှုပ်လို့ပြောခဲ့မိတဲ့စကားတွေအတွက်မျက်နှာဘီယာအတူတူတောက်ကြမဲလို့ဂျီစုစီမက်ဆေ့ပို့ပြီးတောင်းပန်ဖို့လုပ်နေချိန်ဘိုင်းအောင်ဖက်နဲ့အမျိုးသမီးတယောက်တန်းစင်ကန်းထဲဝင်လာပါတယ်။အဲ့ဒါကိုဂျီစုထင်ပြီးကိုယ်တိုင်သွားချုပ်ဖို့လုပ်တဲ့အခါထိုအမျိုးသမီးကအိမ်သားတကားပေါက်ကိုတစ်ပြက်စီးနဲ့ထောက်ပြီးမိဘပိတ်ပစ်လိုက်ပါတယ်။တကားဖွင့်မရလို့ဒေါသထွက်သွားတဲ့ဟိန်ဝန်းကလမ်းအောင်အကူအညီတောင်းကြည့်ပေမဲ့လည်းအမထူးခြားမလာတာကြောင့်သူ့ဘာသူပဲအိမ်သားဘော်ကနေကြော်ပြီးတစ်ပြက်စီးကိုဖယ်ဖို့လုပ်တဲ့အခါရုတ်တရက်ပွင့်ထွက်သွားတဲ့တကားကြောင့်ကျမ်းမြေပေါ်ကိုခွေးကြဝက်ကြကျသွားရပါတယ်။ဒီလိုနဲ့ဒေါသအပြည့်နဲ့ရုံခန်းထဲကိုပြန်ဝင်လာပြီးဘိုင်းအောင်ဖက်နဲ့ဂျီစုကိုမပြောမစုံနဲ့အားလုံးရှေ့ပါချပစ်လိုက်ပါတယ်။အဲ့ဒီလိုလုပ်ပြီးမှဟဲဝန်းသိလိုက်ရတာကပန်းရောက်ဖက်စီးတဲ့သူဟာဒီရုံခန်းထဲမှာဂျီစုတယောက်တည်းရှိတာမဟုတ်ပဲတန်ရှင်းဘွားတော်ကြီးလည်းစီးထားတာမြင်လိုက်ရပါတယ်။အဲ့ဒီလောက်ရကြောင့်ပဲဟဲဝန်းကအလောက်ကနေရက်နာခံလိုက်ရပြီးအစင်မပြေဘူးများစွာနဲ့အိမ်ပြန်ရောက်လာချိန် security ကစားလိုက်ပုံးမှပြည့်နေတဲ့စာတွေကိုလာဖို့ပေးသွားပါတယ်။ငယ်တငယ်ချင်းကလမ်းပိုးနေတဲ့အဲ့ဒီစာတွေကိုတခုမှဖွင့်ဖက်မကြည့်ပဲအလုံးလက်မဲ့ဖြစ်သွားတဲ့ဟင်ဝန်းကရက်နှဲငယ်တယောက်တည်းစိတ်လွတ်ကိုလို့ဖြတ်တန်းလို့ပြီးငယ်ငယ်ကအဖိုးဖြစ်သူနဲ့တူတူနေခဲ့ဘူးတဲ့မုံတုံကျွန်းလေးစီခီးထွက်လာခဲ့လိုက်ပါတယ်။လူနည်းစုသားနေတဲ့အဲ့ဒီကျွန်းလေးကဆိုးမျိုးနဲ့အတော်လေးအလန်းဝေးတဲ့အတွက်ဆက်လိနဲ့ဆိုရင်တရက်လောက်သွားရပြီးအဲ့ဒီရွာကနေမြို့တက်ဖို့ဆိုရင်လည်းတနေ့မှနှစ်ခေါက်ဖဲထွက်တဲ့ဆက်လိကိုမလာမချင်းထိုင်ဆောင်နေရမှာဖြစ်ပါတယ်။ဆက်လီသမားရဲ့မိကုန်းတွေကိုအရေးမလုပ်ပဲအဲ့ဒီကျွန်းလေးပေါ်မှာပဲဘိုနန်လို့ခေါ်တဲ့သူမရဲ့ငယ်တငယ်ချင်းနဲ့အတူတူဆော့ခဲ့ဘူးတဲ့အချိန်တွေကိုပြန်တွေးကြည့်နေပြီးအမြဲတမ်းအဆက်အသွယ်လုပ်နေခဲ့တဲ့ဘိုနန်ကတော့ဟဲဝန်းပါလာတဲ့ဆက်လီကိုမြင်မြင်ချင်းဝမ်းသာလို့မဆုံးဖြစ်နေပါတယ်ကက်ကလာချိန်မှာလဲဘိုနန်ကမတွေ့ရတာကြာပြီဖြစ်တဲ့ဟဲဝန်းကိုအားရဝမ်းသာနဲ့ပွေဖက်ကြိုးစိုးနေပြီးရွာထဲရောက်လာပြန်တော့စိုးကရေတွေတောက်လို့နှုတ်ဖက်နေတာဖြစ်ရမယ်လို့တရင်တနည်းလာနှုတ်ဆက်နေကြပြီမဲ့ဟဲဝန်းကတော့မြို့ကြီးသူပြီး88ဆန်နဲ့ပဲတုံ့ပြန်ပါတယ်စိုက်ပျိုးရေးကအဓိကလက်ကွင်ကြပြီးလူနည်းစုသားနေထိုင်တဲ့အဲ့ဒီကျွန်းလေးမှာလူငယ်ဆိုလို့ဘိုနန်နဲ့သူမရဲ့ခင်ပွန်းမန်ဂျုံအပြင်မန်ဂျုံရဲ့ညီချွဲဂျုံတို့၃ယောက်ထဲသာရှိပြီးကျန်တဲ့သူတွေကတော့အဖိုးကြီးနဲ့အဖွားကြီးတွေသာဖြစ်ပါတယ်ဟဲဝန်းရောက်လာတာကိုသဘောကျဖို့မရတဲ့မန်ဂျုံတို့အတော်အီစုကဘာမှမရှိတဲ့ဒီရွာကိုခီးထွက်လာလို့တရက်ထဲနဲ့စိတ်ပြောင်းသွားလိမ့်မယ်လို့ရင်းရင်တည်တည်ကြိုးစိုးနေပါတယ်
ဘိုနန်ကဟဲဝန်းကိုသူ့အဖိုးနေသွားခဲ့တဲ့အိမ်လေးစီခေါ်လာပေးပြီးအဲ့ဒီအိမ်ရဲ့အကျမ်းပြင်မှာသူမတို့ငယ်ငယ်တုန်းကရေးချစ်ခဲ့တဲ့စာလေးတွေရှိသေးကြောင်းပြောပြနေတော့အမေဆိုတဲ့ခေါ်တန်းကြောင့်သမီးငယ်ကိုလက်ကြည့်ကအမေရဲ့ငယ်တကယ်ချင်းကိုနှုတ်ဆက်ဖို့လမ်းခေါ်ပေးမဲ့အရေးတောင်မလုပ်ဘဲလဲထွက်သွားပါသည်ဆယ်နှစ်တောင်ရှိနေပြီဖြစ်တဲ့သမီးဖြစ်သူကိုသူမကကြောင်းထားခြင်းပေမဲ့မိန်းကလေးဆိုတာကြောင်းနေဖို့မလိုကြောင်းဖခင်မန်ကျုံနဲ့သူ့တော်အီဆူတို့ကပြောထားတာကြောင့်အခုချိန်ထိဘာသာမှမတင်ရသေးဘူးလို့ဘိုနန်ကပြောပြတဲ့အခါဒီခေတ်ကြီးထဲမှာအခြေခံအတန်းပညာလောက်တော့တထားတဲ့အတွက်ကြောင်းထားပေးတဲ့ကြောင်းဟဲဝန်းကတိုက်တွန်းပါတယ်ဒါကြောင့်သူ့သမီးကိုနောက်နှစ်တော့ကြောင်းထားနိုင်ဖို့ကြိုးစားမှာဖြစ်ပြီးအခုညီတစ်ခုခုတောင်းမဲ့ပုံပေါ်တဲ့ဘိုနန်ရဲ့စကားမဆုံးလိုက်ခင်အဖိုးဆုံးသွားတာ15နှစ်လောက်ရှိနေပြီဖြစ်ပေမဲ့ဒီအိမ်ကဘာလို့တန်ရှင်းနေရတာလဲလို့ဟဲဝန်းကစကားဖြတ်ပြောပါတယ်3ရက်လောက်တန်ရှင်းရေးလုပ်ထားရတဲ့ဘိုနန်ကဘိုက်စာနေလောက်မဲ့ဟဲဝန်းအတွက်စားစရာသွားစီတင်လာချိန်မြို့ကြီးသူကတော့နင်းနင်းချိုက်ချိုက်အိပ်ပျော်နေပြီဖြစ်ပါတယ်။နောက်တော့ဘိုနန်တို့ရဲ့မိသားစုထမင်းဝိုင်းမှာခဏနေသမီးဖြစ်သူနဲ့ငါးသွားများဦးမယ်လို့ပြောလာတဲ့မန်ကျုံရဲ့စကားကြောင့်ညီဖြစ်သူချွဲကျုံကဘိုနန်ကိုလမ်းကြည့်နေပါတယ်။မန်ကျုံနဲ့သမီးဖြစ်သူတို့မရှိတဲ့ချိန်ချွဲကျုံကဘိုနန်ရဲ့အခန်းထဲဝင်လာပြီးစိတ်ရှိတိုင်းဘလက်ကာရပြုတ်ကျင်ပေမဲ့ဘာမှပြန်မပြောရဲလောက်တဲ့အထိငြိမ်ခံနေရပါတယ်။မန်ကျုံပြန်ရောက်လာတော့ဘာငါမှလည်းရမလာတာကြောင့်ပွားနေတဲ့ဘိုနန်ကိုစောင့်ကန်ကသူ့ဘောလေးစားမှုရှိရှိစကားပြောဖို့မှာပါတယ်ဒီလိုလူသူမနီးတဲ့ကျွန်းကြီးပေါ်မှာမိမသားတယောက်ဖြစ်တဲ့ဘိုနန်ရဲ့ဘွားကယောက်ျားသားတွေအတွက်အတုံးချခံတတ်ဖြစ်နေပြီးသူတို့စိတ်မကြည်တိုင်းဒေါသတွေပုံချခံရတဲ့အယုတ်လေးတစ်ခုလိုမျိုးလုံသမျှကိုငြိမ်ခံနေခဲ့ရပါတယ်နောက်တနေ့မနက်အီဆူရဲ့အိမ်ကိုပြုပြင်ပေးနေကြပြီးမိမသားဖြစ်တဲ့ဘိုနန်ကပင်ပင်ပန်းပန်းအင်္ဂရိနယ်ပေးနေရပြီမဲ့ခေါင်ဝိုးပေါ်မှာအေးစစ်စစ်တန်လေးရိုက်လိုက်တွပြားကာလိုက်လုံနေတဲ့မန်ကျုံတို့ညီကိုနှစ်ယောက်ကသာယောက်ျားသားတွေရဲ့ဘလို့တန်ဖိုးရှိပုံတွေပြောပြီးဘွားတော်တတိုက်ကချီးကျူးနေကြပါတယ်အားလုံးကဝိုင်းဖိနှိပ်နေတဲ့ကြားကနေဘိုနန်ကဟဲဝန်းအတွက်စားစရာကစားအစင်းစင်းစီတင်ပေးနေပြီးသူမတို့ငယ်စဉ်ကအတူတူရေချိုးခဲ့မှုတဲ့ကန်လေးစီအားလုံးအိယာဝင်ကြတဲ့အချိန်မှာခေါ်လာပေးပါတယ်နှစ်ယောက်သားငယ်ငယ်ကရေချိုးနေကြကန်ထဲမှာအဝတ်ပလာနဲ့ရေစင်းချိုးကြပြီးဟဲဝန်းရဲ့နူးညံ့တဲ့ခနာကိုယ်လေးကိုအားကြနေတဲ့ဘိုနန်ကအမျက်တနိုးနဲ့ပုတ်တက်ကြည့်နေပါတယ်နောက်တနေ့မှာကျွန်းကိုပြည်သက်သားမတယောက်ရောက်လာပြီးတစ်ဖက်မှာလည်းဟိုဟိုဒီဒီလမ်းလျှောက်ထွက်နေတဲ့ဟဲဝန်းကနောက်မှာချင်းကပ်လာတဲ့ခြေတံကြလို့မန်ကွဲသားတစ်ခုကိုကောက်ယူလိုက်ချိန်တနာကောင်ချွဲကြုံဖြစ်နေပါတယ်ချွဲကြုံကသူစားနေကြမူရေးအရွက်ကိုလမ်းပေးလာပြီးသူဆန်တဲ့အကြည့်တွေနဲ့ရှေ့တိုးလာနေတော့မှန်ခွဲသားကိုဟဲဝန်းကအစင်းသေးပြင်လိုက်ချိန်ဘိုနန်ရဲ့သမီးရောက်လာလို့ချွဲကြုံရဲ့အကြံစီမအောင်မြင်သွားခဲ့ပါဘူးဦးလေးဖြစ်သူထွက်သွားတဲ့အချိန်ယွန်းဟီကစားအုပ်တချို့ပေးလာတာမို့စာတင်ပြပေးရမလားမေးတဲ့အခါအယုတ်ခောက်ပေးဖို့တောင်းဆိုပါတယ်အစာအုပ်တွေဆိုတာစာဖတ်ဖို့ဖြစ်ပြီးစောတရားမဟုတ်ကြောင်းဟဲဝန်းကဆုံးမတော့ဒီစာအုပ်တွေကိုသူ့အမေကိုယ်တိုင်ထုတ်ပေးလိုက်တာဖြစ်လို့စိုးမျိုးအကြောင်းပါတဲ့လူမှုရေးစာအုပ်ကလွှဲရင်ကျန်တဲ့စာအုပ်တွေအားလုံးစောပြလိုက်လို့ရကြောင်းယွန်းဟီကပြန်ပြောပါတယ်တပတ်မှာတော့ကျွန်းပေါ်ရောက်လာတဲ့ပြည်သက်သားမနဲ့မျက်စိရှိရင်ဖြစ်နိုင်ဖြစ်နေတဲ့ခင်မုံကိုတခုံးမှမပြောရတဲ့ဘိုနန်ကအထက်ကအတန်တွေကိုတောင်ဂိူးမဆိုင်ပဲအိမ်ပြင်မှာထမင်းထိုင်စားနေတော့ဟဲဝန်းနဲ့သမီးဖြစ်သူတို့ရောက်လာပါတယ်ဒီတော့သမီးဖြစ်သူကိုချက်ချင်းခေါ်ထုတ်သွားပြီးအထက်ကအတန်တွေကိုကြားလိုက်ရတဲ့ဟဲဝန်းကလည်းအခန်းထဲမှာဘာတွေဖြစ်နေလဲဆိုတာကိုမေးကြည့်လိုက်ပေမဲ့ဘိုနန်ကတော့ယုံကြီးကိုသာအပြင်ခေါ်သွားပေးဖို့တောင်းဆိုပါတယ်ယောက်ျားဖြစ်သူအခြားမိန်းမတယောက်နဲ့ဖြစ်နိုင်ဖြစ်နေတဲ့အတန်တွေကိုနားထောင်ပြီးဘလို့စိတ်နဲ့အေးအေးဆေးဆေးနေနိုင်တာလဲဆိုတဲ့အီဆူရဲ့မိကုန်းကိုပြန်မဖြေပဲသမင်းသာအားရပါရစားတောက်နေလိုက်ပါတယ်။ကျုံကိုရောက်လာတဲ့မိန်းကလေးကမီတန်းလို့နာမည်ရတဲ့ပြည်သက်သားမတယောက်ဖြစ်ပြီးရုပ်ပေါ်မှာထက်မန်ကျုံစီမှာ3စားလောက်ဈေးပို့ရတာကြောင့်အခုလိုရောက်လာရတာဖြစ်ပေမဲ့ဘိုနန်ကိုတော့အားနာမိကြောင်းတောင်းပန်နေပါတယ်။မန်ကျုံလိုယောက်ျားမျိုးနဲ့ဘလို့လုပ်ပြီးအတူနေနိုင်တာလဲဆိုတဲ့မိတန်းကသူမသာဆိုရင်ထွက်ပြေးမိပါအသေးကြပဲလို့ပြောနေတော့ဒီတစ်ခါသာထွက်ပြေးရင်တပ်ပစ်ခံရဖို့ပဲရှိတော့တယ်ဆိုတာကြောင့်လွယ်လွယ်ရှာလို့မရနိုင်တဲ့စိုးကိုသာထွက်ပြေးခဲ့ဖို့ပြောသွားပါတယ်။မိတန်းပြန်သွားပြီးနောက်ပြားရည်ထုတ်နေတဲ့ဘိုနန်ကိုအလုံးမလုံးပဲအားရရထိုင်နေတဲ့မန်ကျုံကနေ့လည်သာသွားပြင်ဖို့ပြောနေတာကြောင့်ဘိုနန်ကတော့မသိချင်အောင်ဆောင်နေလိုက်ပါတယ်။ဒီတော့ဒေါသထွက်သွားတဲ့မန်ကျုံကခဲနဲ့လမ်းထူလိုက်တဲ့ချိန်လူကိုမမှန်ပဲခဲလုံးကပြားအောင်ကိုထိမှန်သွားတာကြောင့်ဘိုနန်ကိုဝိုင်းတုပ်ကြပါတော့တယ်။ပြားထုတ်တန်ရာတွေနဲ့ဘိုနန်ကိုမနှက်ဖြန်ဆက်လီလာမှကြောင့်နောက်ထပ်ပြားရည်တွေသွားထုတ်ထားဖို့မန်ကျုံကပြောတဲ့အခါသူမတတ်တာတော့မှလှုပ်ပေးမယ်လို့ပြောပေမဲ့ဘေးနာကတစ်သားလုံးနဲ့ကောက်ပေါက်ပြန်ပါတယ်။မန်ကျုံကပြားထုတ်ခံထားရတဲ့နေရာတွေကိုပဲအနှစ်လိမ့်ထားလိုက်ရင်တတ်တာသွားလိမ့်မယ်ဆိုကအလုတ်ထက်လို့ဖို့ပဲအတင်းကျပ်ခိုင်းစီနေပါတယ်။ဟဲဝန်းစီရောက်တော့မန်ကျုံကနှင်းမျက်စိရှိတင်ပြည်သက်သားမနဲ့ဖြစ်နေတာကိုဘလို့မှမနေဘူးလားလို့မေးနေတာကြောင့်ယောက်ျားကိုတေလောက်အောင်ကြောက်ရတဲ့ဘိုနန်လည်းအခြားအကြောင်းနဲ့စကားလွှဲလိုက်ရပါတယ်။ဟဲဝန်းစီကနေအိမ်ပြန်ရောက်လာတဲ့ဘိုနန်တယောက်အဝတ်တွေရုပ်နေရင်းကနေသမီးဖြစ်သူရဲ့အတွင်းခံကိုမန်ကျုံရဲ့ဘောင်းမြေအိတ်ကတ်ထဲကနေရှာတွေးလိုက်တာကြောင့်သူ့ယောက်ျားကသမီးဖြစ်သူအပေါ်မှာတောင်ရုံမာတဲ့စိတ်တွေဝင်နေပြီဆိုတာကိုရိပ်မိသွားပါတယ်။အိတ်ခမ်းထဲကိုဝင်လာခဲ့တဲ့အချိန်မှာလဲယွန်းဟီကမိတ်ကပ်ဘူးတွေနဲ့လက်သေးနီတွေကိုတုံးပြီးအလားပြင်းနေတာမြင်လိုက်ရတဲ့အတွက်ဘာတွေရှောက်လို့နေတာလဲလို့မေးတဲ့အခါအမေပြောခဲ့သလိုအဖေချစ်အောင်နေနေတာပါလို့ပြန်ဖြေတဲ့သမီးရဲ့စကားကြောင့်ဘိုနန်တယောက်အတော်လေးစိတ်ထိခိုက်သွားရပြီးသူပြောခဲ့တာကအဲ့ဒီအဓိပ္ပာယ်မျိုးမဟုတ်ကြောင်းရှင်းပြရပြန်ပါတယ်
နောက်ပြီးအလားပြင်ပစ္စည်းတွေဘယ်ကရလာတယ်လို့မေးကြည့်လိုက်တော့မီရန်ပေးတော့တာဖြစ်ကြောင်းသိလိုက်ရပြီးအတွင်းကမောင်မီကိစ္စနဲ့ပတ်သက်လို့လည်းသမီးဖြစ်သူကိုစူငေါက်နေစဉ်မန်ကျုံရုတ်တရက်ရောက်လာတာကြောင့်အတွင်းကန်ကိုခြေထောက်အောက်မှာဝတ်ထားလိုက်ရပါတယ်မန်ကျုံကမပြောမဆိုနဲ့တစ်ချက်စောင့်ကန်လိုက်ပြီးလက်သက်နီဘူးလေးအတွက်နဲ့ကလေးကိုစူငေါက်မနေဖို့ပြောကအဲ့ဒီလက်သက်နီအရွေတွေနဲ့ပတ်ချက်လိုက်ရင်အခုချက်ချင်းအပြင်ထွက်သွားဖို့မောင်းထုတ်ပါတယ်ဒီလိုနဲ့ဘိုနန်ထွက်သွားတဲ့အချိန်မှာတော့မန်ကျုံရဲ့လက်တွေကသမီးဖြစ်သူရဲ့တင်ပါစီဖြည်းဖြည်းချင်းတိုးလာတာကိုမြင်လိုက်ရတဲ့အတွက်နိုင်ရမှာချိတ်ထားတဲ့ဒဇင်ကိုသွားယူပြီးခုတ်တက်ဖို့စဉ်းစားနေချိန်မန်ကျုံကယုံကြီးရဲ့တင်ပါကိုပုတ်ပြီးချောသိမ့်နေတာကိုတွေးတော့မှစိတ်လျှော့လိုက်ပါတယ်အလုတ်ထုတ်ပဲကြောင်မက်ဆေ့တစ်စောင်ရောက်လာတဲ့အတွက်စိတ်ညစ်သွားတဲ့ဟဲဝန်လည်းမနှက်ဖြန်စိုးကိုပြန်ဖို့စီစဉ်နေချိန်အပြင်ကနေအတန်ကြားလိုက်ရတာကြောင့်လမ်းကြည့်တဲ့အခါဘိုနန်ရောက်နေတာကိုတွေ့လိုက်ရပါတယ်မနှက်ပြန်တော့မဲ့အကြောင်းနဲ့သူမကိုဂိူးဆိုင်ပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ကြောင်းပြောနေပေမဲ့ဘိုနန်ကဘာမှမတုံ့ပြန်တာကြောင့်နောက်ကနေသွားပွေ့ဖက်နေတော့သူမဘက်ကိုလှည့်လာတဲ့ဘိုနန်ရဲ့မျက်နှာမှာအနီရောင်တွေပေးချနေတာမြင်လိုက်ရတဲ့အတွက်တွေးတွေထင်ပြီးစိတ်ပူသွားပါတယ်တွေးတွေမဟုတ်ကြောင်းရှင်းပြနေတဲ့ဘိုနန်ကသူမတို့သားအမိကိုစိုးမျိုးစီခေါ်သွားပေးလို့မရဘူးလားမေးပါတယ်ဆိုမကဒီထက်အန်ဒီရဲ့ပုံများတယ်လို့ဆိုပြီးသူ့လုံကိစ္စတွေနဲ့တင်ခေါင်းရှုပ်နေတဲ့ဟဲဝန်းကနောက်တစ်ခေါက်မှတေချာပေါက်ခေါ်သွားပေးမယ်လို့ဆိုတာကြောင့်သူမကိုမခေါ်ခြင်းတောင်ယွန်းဟီလေးကိုခေါ်သွားပေးဖို့ထပ်တောင်းဆိုပါတယ်ဒီတော့ဘာကြောင့်လဲလို့မေးခွန်းပြန်ထုတ်တဲ့အခါဘိုနန်တယောက်အဲ့ဒီမေးခွန်းကိုတော့မဖြေရဲပဲကလေးကိုခေါ်သွားပေးဖို့သာတောင်းတမှန်ပြောနေပါတယ်ဒါကြောင့်အကြောင်းရင်းကိုမသိရရင်ခေါ်မသွားပေးဘူးဆိုပြီးပြောလိုက်တော့မှမန်ကျုံဟာသူ့သမီးလေးရဲ့ပေါ်ရုံမာဖို့ကြံစီနေတာလို့ရင်နာနာနဲ့ပြောပြလိုက်ပေမဲ့အဲ့ဒီစကားတွေကဟဲဝန်းအတွက်တော့ယုံကြည်ဖို့မလွယ်ကူတာကြောင့်ဆိုးမျိုးကိုလိုက်ခတ်ကျင်တာတခုတည်းအတွက်နဲ့ဒီလောက်ထိလိန်ပြောစရာမလိုဘူးလို့ဆိုကအခန်းထဲထားထွက်သွားပါတယ်ဒီစကားတွေကိုရွာတွေကအတော်ကြီးတယောက်ကခြံအပြင်ကနေတစ်ချိန်လုံးခိုးနှောက်ထောင်နေခဲ့ပြီးသူမလိန်တယ်လို့ထင်နေတာလားလို့လမ်းအော်ပြောနေတဲ့ဘိုနန်တယောက်ဒီရွာကကောင်တွေကဘလို့ကောင်မျိုးလဲဆိုတာသိရလားလို့မေးခွန်းထုတ်နေတာကြောင့်ဘာမှမသိချင်ဘူးလို့ပြောရင်တကားဖွင့်ကြည့်လိုက်ပေမဲ့ဘိုနန်ကတော့မရှိတော့ပါဘူးနောက်တနေ့မနက်ဟဲဝန်းကဘိုနန်ပြောတာတွေဟုတ်မဟုတ်သိရအောင်ယုံကြီးရှိရာကိုထွက်လာခဲ့ပြီးအဖေဖြစ်သူနဲ့ဆက်ဆံရေးအခြေအနေကိုမေးကြည့်နေချိန်အီဆူနဲ့ဘွားတော်တယောက်ရောက်လာပါတယ်ယုံဟီကိုဆွဲခေါ်သွားပြီးနောက်ဘိုနန်ကလိန်တဲ့နေရာမှာရမ်းတော်ပြီးရောင်စားတယောက်လိုကြီးပြင်းခဲ့တဲ့သူ့အတွက်လိုချင်တာရဖို့ခွေးလိုတောင်းပန်လိုက်မယ်လို့အီဆူကပြောပါတယ်နောက်ပြီးယုံဟီကမန်ဂျုံရဲ့သမီးအရင်မဟုတ်ဘူးဆိုတာပါပြောပြလာတော့တောင်ဖြစ်သွားတဲ့ဟဲဝန်းအားဒီကျွန်းအကြောင်းကိုစိတ်ဝင်စားပဲစိုးကိုသာပြန်ဖို့ပြောသွားပါတယ်သူမဘက်မှာဘယ်သူမှရှိမနေလို့တန်ရမရဖြစ်နေတဲ့ဘိုနန်ဟာအရက်မူပြီးအိမ်မောကျနေတဲ့မန်ဂျုံစီကနေပတ်စံတွေနဲ့ဗီယိုတော့ခိုးယူလာပြီးဗီယိုတဲကဖုန်းကိုတိတ်တိတ်လေးဖွင့်ယူကဆိုးမျိုးကိုခိုးထွက်ဖို့အတွက်မီဒန်စီကိုဖုန်းဆက်အကူအညီတောင်းလိုက်ပါတယ်ဒီလိုနဲ့နောက်တနေ့မနက်စောစောအချိန်မှာဘိုနန်တယောက်ယုံကြီးကိုပွေ့ချီလာပြီးမန်ဂျုံမသိအောင်အိမ်ကနေခိုးထွက်လာပါတော့တယ်မနက်အစောကြီးဘယ်သွားမလို့လဲလို့မေးနေတဲ့သမီးငယ်အားဒီကျွန်းကနေခိုးထွက်ပြီးဆိုးမျိုးကိုသွားမှဖြစ်ကြောင်းပြောပြလိုက်တော့ဆိုးမျိုးကအန်တရရမ်းများတယ်လို့အဖေပြောထားတယ်ဆိုကစားကတော့သမီးဖြစ်သူကကလန်ကဆန်နေလုံနေပါတယ်ဒါပေမဲ့အခုမသွားဘူးဆိုရင်အမေတက်လုံးနှိပ်စက်ခံရမှလားလို့မေးလာတဲ့သမီးငယ်ကအမေအရိုက်ခံရတာကိုတော့သူလဲသဘောမကျတာမို့အမေသဘောတိုင်းလိုက်ခဲ့မယ်ဆိုပြီးလေစီရောက်လာကြပါတယ်ဒါပေမဲ့မီဒန်ငားလာတဲ့ဆက်လီသမားကမန်ဂျုံရဲ့တငယ်ချင်းဖြစ်နေတဲ့အတွက်စိတ်ပူသွားတဲ့ဘိုနန်ဟာအားကြောင့်ဒီလူကိုမှငားလာခဲ့တာလဲလို့မေးလိုက်တော့မနက်အစောကြီးဖြစ်နေလို့သူတယောက်ပဲဆက်လီအငားလိုက်တာဖြစ်ကြောင်းမီဒန်ကရှင်းပြပါတယ်ဒီတော့အခြားသူရဲ့ကိစ္စတွေစိတ်ဝင်စားဘူးဆိုတဲ့ဆက်လီသမားကပတ်စံကိုသာအပြည့်ပေးဖို့တောင်းဆိုပြီးဘိုနန်ထုတ်ပေးလာတဲ့ပတ်စံကိုရေးနေတော့မန်ဂျုံကရောက်လာပြီဖြစ်ပါတယ်ဒီတော့မီရန်ကိုဘွန်နန်တို့သားမိပါပြာရခတ်သွားကြပြီးဆက်လီဘောကိုအမြန်တက်ခါအခုချက်ချင်းထွက်ဖို့ပြောပေမဲ့မန်ဂျုံရဲ့တငယ်ချင်းဆက်လီသမားကတော့ပတ်စံရေးလို့မပြီးသေးဘူးဆိုပြီးအရွေ့အချိန်ဆွဲပေးနေပါတယ်ဒီလိုနဲ့ပဲကျွန်းဘောကနေထွက်ပြေးဖို့ကြိုးစားခဲ့တဲ့ဘွန်နန်တို့သားမိဟာမန်ဂျုံရဲ့လက်ထဲပြန်ရောက်သွားကြပြီးဘွန်နန်တယောက်ခွေးလိုဝက်လိုအရိုက်ခံနေရတဲ့အချိန်ခြေထောက်တွေကိုကျိုးအောင်ရိုက်ချိုးပစ်ဖို့အီဆူကပါမီးလောင်ရလေးပြီးဝင်ပြောပါတယ်အဲ့ဒါကြောင့်မီရန်ကဝင်ဆွဲပေးဖို့ချွဲကြုံကိုအကူကြီးတောင်းပြန်တော့လေတနာယူချွဲကြုံကတော့ပတ်ဝန်းကျင်မှာဘာတွေဖြစ်နေလဲဆိုတာကိုဂရုမစိုက်ပဲမီရန်ကိုအာရမကျင်းဖို့တော်တဲ့အတင်းဆွဲခေါ်သွားပါတယ်အမေဖြစ်သူအပြေးထန်ရိုက်ခတ်နေရတာကိုမကြည့်ရတော့တဲ့ယုံဟီကမန်ဂျုံရဲ့လက်ကိုဝင်ဆွဲတဲ့အခါကလေးကိုတောင်အားနဲ့ပိတ်ရိုက်လိုက်ပြီးသူကအဖေရင်းမဟုတ်လို့တစ္ဆာဖောက်တာလားဆိုကဂုတ်ကနေဆွဲခေါ်သွားပါတယ်ပါလာတဲ့ကလေးရောနှင်းကိုပါဆောင်းချောက်ပေးထားတဲ့ယောက်ျားပေါ်ကျေးသူမတိတတ်ရလားဆိုပြီးအီဆူကဝင်ပြောတော့အဲ့ဒီကလေးရလာတာကမန်ဂျုံတို့တစ်ဖွဲ့လုံးမရင်းကျင်တာခံခဲ့ရလို့ဖြစ်ကြောင်းဘိုနန်ကထားပြောလိုက်တဲ့အခါမန်ဂျုံကနောက်ပြန်လှည့်လာပြီးအလူးလဲနှိပ်ဆက်ပါတော့တယ်အဲ့တော့သမီးငယ်ကငိုယိုပြီးတောင်းတောင်းမမှန်ဝင်တားပေမဲ့ဘလို့မှတားလို့မရတော့တဲ့အဆုံးမှာမန်ဂျုံရဲ့လက်ကိုကုန်းကိုက်လိုက်တာကြောင့်လူစိမ်းမရှိတဲ့ကောင်ကကလေးကိုသပင်ကနေဆွဲရိုင်းလိုက်လို့ကြောက်တုံးနဲ့စောင့်မိသွားပါတော့တယ်ဘိုနန်ကဒဏ်ရာတွေကြားကနေသမီးလေးအနားကိုကက်လာကြည့်ပေမဲ့ယုံဟီကတော့အားနဲ့ဆောင်းမိလိုက်တဲ့အချိန်နဲ့အသက်ဆုံးရှုံးသွားရပြီဖြစ်ပါတယ်။ဒါတောင်မန်ဂျုံကဒဏ်ရာကိုပဲနဲ့လူလိုက်ရင်တတ်တာသွားလိမ့်မယ်လို့ဝင်ပြောတော့အယူတစ်ပိုင်းဖြစ်သွားရတဲ့ဘိုနန်ကအားလုံးကိုစိတ်ရှိတိုင်းအော်လွတ်နေပါတယ်။
အဲဒီနောက်မန်ဂျုံနဲ့အီဆူတို့ကနယ်မြေခံရဲအုပ်စောဆိုသူကိုဆက်သွယ်ပြီးယုံဟီရဲ့တေဆုံးမှုအကြောင်းသတင်းပေးတဲ့အခါကလေးရဲ့အလောင်းကိုတေချာစစ်ဆေးကြည့်လိုက်တဲ့ရဲအုပ်စောကဒီကိစ္စကိုမတင်ငါဖြစ်နေပါတယ်အဲဒါကြောင့်မန်ဂျုံနဲ့အီဆူတို့ရောရွာတွေကအဖွားကြီးတွေကပါမတော်တဆချော်လဲပြီးခေါင်းကွဲသွားတာပါလို့ဝိုင်းလင်းကြပေမဲ့ရဲအုပ်စောကတော့ဒဏ်ရာတွေဟာမတော်တဆမဖြစ်နိုင်ဘူးလို့ပြန်ပြောပါတယ်ဒီချိန်သမီးငယ်ရဲ့ဓာတ်ပုံလေးကြီးကဘာမှဝင်မပြောတဲ့ဘိုနန်စီများဦးလဲလာပြီးသူတို့အားလုံးသာလိန်နေမယ်ဆိုရင်ကလေးမေကဒီလိုနေပါမလားလို့အီဆူကပြောပါတယ်ဒီတော့ရဲအုပ်ကဘိုနန်ကိုတေချာမေးကြည့်လိုက်တော့ကလေးကိုမန်ဂျုံတက်ခဲ့တာဖြစ်ကြောင်းထုတ်ပြောလာတဲ့အခါမန်ဂျုံကလည်းသူ့ကိုလာဆွဆွဲနေရင်အမှန်တိုင်းဖွင့်ပြောရတော့မယ်လို့ဆိုပါတယ်ဒီမနက်မှာဘိုနန်ကသမီးကိုပါခေါ်ပြီးထွက်ပြေးဖို့ကြိုးစားခဲ့တာကြောင့်ကလေးကိုထားပြီးသူ့သွားကျင်သွားလို့ဝင်ပြောခဲ့ပေမဲ့ဖခင်နဲ့နေခဲ့ဖို့ရွေးချယ်တဲ့သမီးငယ်အားသူကဝင်ဆွဲရင်းနဲ့အခုလိုဖြစ်သွားရတာလို့ယောက်ျားတစ်ယောက်နဲ့မလိုက်တဲ့စကားတွေကိုမျက်ရည်ခံထိုးရင်းထွက်ဆိုပါတယ်ဒီချိန်အနားရောက်လာတဲ့ဟန်ဝွန်အားဘိုနန်ကအာကိုတကြီးနဲ့လမ်းကြည့်နေတဲ့ဆိုပေမဲ့ဘိုနန်ရဲ့တငယ်ချင်းရောဒီဖြစ်စဉ်ကိုမြင်လိုက်သေးလားလို့ရဲအုပ်ကမေးတဲ့အခါသူမအိပ်ပျော်နေလို့ဘာတစ်ခုမှမမြင်လိုက်ရကြောင်းထွက်ဆိုလိုက်ပါတော့တယ်အားလုံးနဲ့တယောက်ဖြစ်နေလို့အခြေရဆုံးသောငယ်တငယ်ချင်းကိုအားကိုးမိလိုက်ပေမဲ့ဘူးခံပြီးသားခေါင်းလျှောက်လိုက်တဲ့ဟန်ဝင်းရဲ့စကားကြောင့်ဘိုနန်တယောက်အတော်လေးစိတ်ထိခိုက်သွားရပါတယ်ဒီတော့အမှုကလည်းမန်ဂျုံတို့အကွက်ဆင်လိုက်သလိုပဲအောင်မြင်သွားပြီဖြစ်လို့ရဲအုပ်ကိုကန်းစားအထိလိုက်ဖို့ပေးကြပြီးသူတို့ပြောတာတွေကိုယုံကြည်ပေးခဲ့တဲ့အတွက်လက်ဆောင်ပစ္စည်းအချို့နဲ့လက်ထိုးငယ်အနှဲငယ်ကိုထည့်ပေးလိုက်ပါတယ်ဟဲဝွန်ကရဲအုပ်တို့နဲ့တခါတည်းစိုးကိုပြန်လိုက်သွားဖို့စီစဉ်ထားတဲ့ဆိုပေမဲ့အပြစ်လောက်ထားတဲ့အီဆူတို့အဖွဲ့ကအဖြစ်မှန်တွေပေါ်မှာဆိုတဲ့အတွက်ဟဲဝွန်ကိုအဆောက်မခံပဲအတင်းပြန်လွတ်လိုက်ကြပါတယ်ဒါကြောင့်ဆက်လီကိုမမီလိုက်တဲ့ဟန်ဝွန်ကမနက်ဖြန်မှာပဲပြန်ဖို့ဆုံးဖြတ်လိုက်ရပြီးညနေပဲရောက်တဲ့အခါချွဲကြုံကစံမြုပ်ထဲကိုမူရစ်စေတဲ့အရွက်ထက်ကြိုကဘိုနန်ကပိတ်ခိုင်းလိုက်တဲ့ပုံစံနဲ့ဟန်ဝွန်တောက်ဖို့လာပေးသွားပါတယ်။ထုံးစံတိုင်းဘိုနန်ပို့ပေးလိုက်တဲ့ထင်ပြီးအဲ့ဒီစံမြုပ်ကိုတောက်ပြီးသွားတဲ့ဟန်ဝွန်ကလူမန်းသူမန်းမသိတတိလစ်သွားတဲ့အချိန်တနာယူချွဲကြုံရောက်လာကအကြံအစီအောင်မြင်ကနီးမှဘိုနန်ကမီးတုပ်ကြီးနဲ့ရောက်လာတာကြောင့်တရွေးမျိုးချပြီးပဲအခန်းထဲကနေခက်မြန်မြန်ထွက်သွားရပါတယ်။အဲဒီနောက်တော့သူ့ဘက်မှာနည်းနည်းလေးမှတောင်မရက်တီပေးခဲ့တဲ့အချစ်ဆုံးတငယ်ချင်းကိုရင်နာစွာကြည့်ရင်ငယ်ဘွားပုံရိပ်လေးတွေပြန်ပေါ်လာပါတယ်။ဘိုနန်နဲ့ဟန်ဝွန်တို့ကရွာအနီးနားမှာရှိတဲ့တောထဲကိုလာဆော့နေကြတော့မန်ဂျုံတို့အဖွဲ့ရောက်လာပါတယ်။မန်ဂျုံတို့ကခေါင်းဝန်းတိုလေးဝတ်ထားတဲ့ဟန်ဝွန်ကိုလုံးနဲ့လမ်းထိုးပြီးစားနေကြတာကြောင့်ဘိုနန်ကဝင်ကာကွယ်ပေးနေတော့ဟန်ဝွန်ကတယောက်တည်းထပြီးထွက်ပြေးသွားပါတယ်။အိမ်နောက်တယောက်တည်းကြံခဲ့တဲ့ဘိုနန်ဟာဟန်ဝွန်နောက်ကိုလိုက်ဖို့လုပ်နေတဲ့မန်ဂျုံတို့ကိုပြန်ခုခံရင်ခေါင်းကိုအရိုက်ခံလိုက်ရပြီးတတိလစ်သွားရပါတယ်။မနက်မိုးလင်းလာတဲ့အချိန်မှာဟန်ဝွန်တယောက်တတိပြန်လည်လာပြီးဆေးအချိန်ကြံနေသေးတာကြောင့်မူးဝေပြီးအော့အန်နေတဲ့အတွက်ဒီနေ့လဲစိုးကိုမပြန်လိုက်ရပြန်ပါဘူးဘိုနန်ကယုံဟီရဲ့အလောင်းကိုသူတို့ခြံဝန်းထဲမှာပဲမြေမြုပ်တကြိုပေးခဲ့ပြီးသမီးဖြစ်သူရဲ့တေဆုံးမှုကိုနည်းနည်းလေးမှဂိူးမဆိုင်တဲ့မန်ဂျုံကတော့မြို့မှာပြားရည်တွေတွားရောက်မှုပြင်ဆင်နေပါတယ်အဲဒီနောက်မန်ဂျုံနဲ့ချွဲကြုံတို့ညီကိုနှစ်ယောက်ကပြားရည်တွေတွားရောက်မှုအတွက်ဆက်လီနဲ့ထွက်သွားပြီဖြစ်ပြီးအာလူအိတ်တွေတည်ရတာအလွန်လေးတဲ့အတွက်အဖွားကြီးတွေကယောက်ျားသားတွေမရှိရင်လုပ်ငန်းမတွင်ဘူးလို့ညီညွတ်နေချိန်တစ်ဖက်မှာတော့ဘိုနန်ကထမင်းစားချိန်မှာတောင်လုံးဝမနာပဲသူမတယောက်တည်းအလုပ်တွေကိုအဆက်မပြတ်လုပ်နေခဲ့ပါတယ်လေကွင်းတကွင်းလုံးမှာရှိတဲ့အာလူးတွေကိုတူးပြီးသွားတဲ့နောက်မှာတော့ဘိုနန်တယောက်အလုပ်လုပ်နေတာကိုချက်ချင်းရက်လိုက်ပြီးဆူရှာတဲ့နေမင်းကြီးကိုမိနစ်အနည်းငယ်ကြာအောင်မော့ကြည့်ကနာကြီးမှုတွေပြင်းထန်နေတဲ့မျက်ဝန်းတွေနဲ့အတူအနားယူနေကြတဲ့အဖွားကြီးတွေစီချင်းကပ်သွားပါတယ်အဲဒီနောက်ရေဘူးတူဘူးကိုအငမ်းမရမော့တောက်လိုက်ပြီးသူမနေမင်းကြီးနဲ့စကားပြောခဲ့တယ်လို့ပြောပြလိုက်တော့ဖွားကြီးတွေကယူသွားပြီလို့သတ်မှတ်ခါတဟားဟားနဲ့လောင်ရဲကြပါတယ်သူတို့ထင်တယ်လို့တကယ်စိတ်ပေါက်သွားပြီဖြစ်တဲ့ဘိုနန်ကဒဇင်တလက်ကိုကောက်ယူလိုက်ပြီးဘာမပြောညာမပြောနဲ့အဖွားကြီးတယောက်ရဲ့လေဘင်းကိုခုတ်ချလိုက်ပါတော့တယ်။ကျန်တဲ့အဖွားကြီးတွေလည်းကြောက်ကြောက်လန့်လန့်နဲ့ထွက်ပြေးဖို့လုပ်ပေမဲ့ဒုတိယမြောက်အဖွားကြီးကိုလေကွင်းထဲကအာလူးအိမ်နားမှာအဆုံးသတ်ပေးလိုက်ပြီးထွက်ပြေးသွားတဲ့တတိယမြောက်အဖွားကြီးကိုတော့တောင်းပန်နေတဲ့ကြားကနေစိတ်ရှိတိုင်းခုတ်တက်ပစ်လိုက်ပါတော့တယ်။အဖွားကြီးတွေကိုတက်ပြီးစိတ်အေးလက်အေးထိုင်နေတဲ့ဘိုနန်ကိုအီဆူကလမ်းမြင်လိုက်ရတာကြောင့်လက်ထဲကပါလာတဲ့ယူနီအိုးတွေတောင်လွတ်ကျကုန်ပြီးတောထဲမှာအမြန်သွားပုန်းနေပါတယ်။အဲဒီနောက်ဘိုနန်ကအဖွားကြီးကိုနေရာအနှံ့လိုက်ရှာနေပြီဖြစ်ပြီးဒဇင်တလက်နဲ့တောထဲမှာပုန်းနေတဲ့အီဆူကိုအခုထိရှာလို့မရဖြစ်နေပါတယ်။နောက်နေ့မနက်အိယာကနိုးလာတဲ့ဟန်ဝွန်ကဆက်လေသမားနဲ့အဆက်အသွယ်ရအောင်ဖုန်းလိုက်မိတဲ့နေရာလိုက်ရှာနေစဉ်ဘိုနန်ကတော့ဘယ်ကိစ္စမှဝင်မပါခဲ့တဲ့အဖိုးကြီးတယောက်ကိုသပင်ညက်ပေးနေပါတယ်။တုံတုံဆက်ဆက်နဲ့ဘာမပြောနိုင်ညာမပြောနိုင်ဖြစ်နေတဲ့အီဆူနာဟန်ဝွန်ကရောက်လာလို့ဘာတွေဖြစ်နေတာလဲမေးကြည့်တော့သူယူသွားပြီဖြစ်လို့ယောက်ျားသားတွေလိုအပ်တယ်လို့ပြောနေချိန်နောက်ကနေဘိုနန်တယောက်ရောက်ချလာပါတယ်။ခြေတံကြလို့ထားကြည့်လာတဲ့ဟန်ဝွန်အားအရင်ပါပိတ်ရိုက်လိုက်ပြီးနောက်အပြေးသွားတဲ့အီဆူနောက်ကိုထပ်လိုက်သွားပါတယ်။ကျော်ဝါလန်အားထွက်ပြေးနဲ့ကဘာကြီးဘေးကိုရောက်သွားတဲ့အခါအီဆူကသူ့အနားကိုကပ်မလာနဲ့ဆိုပြီးဘိုနန်ကိုရိုင်းရိုင်းဆိုင်ဆိုင်နေဆက်ဆိုကဒဇင်ကြီးကိုဝှေ့ရမ်းနေတော့မှပဲဒဇင်ကကျွတ်ထက်သွားတဲ့အတွက်လက်နက်မရှိတော့တဲ့အီဆူလည်းသူ့အသက်ကိုချမ်းသာပေးဖို့တောင်းပန်ပါတော့တယ်
အချိန်ထဲမှာပဲမန်ဂျုံတို့ညီကိုပြန်လာကြတာကိုလမ်းမြင်လိုက်ရတာကြောင့်လေးတန်းချက်ချင်းပြောင်းသွားပြီးယောက်ျားသားတွေပြန်လာကြပြီမို့နင်းတော့တေးပြီးလို့ကျိန်းပေါက်နေတဲ့အီစုကတဖြည်းဖြည်းချင်းကပ်လာတဲ့ဘိုးနန်ကြောင့်အကြောက်လွန်ပြီးကဘာကနေခုန်ချသွားပါတယ်ဘိုးနန်ရိုက်လိုက်လို့တတိလေးသွားခဲ့ရတဲ့ဟင်ဝန်းကဆက်လက်ဟွန်းတီတန်ကြောင့်တတိပြန်ရလာခဲ့ပြီဖြစ်တယ်လို့မန်ဂျုံတို့ညီကိုနှစ်ယောက်ကလည်းတဖြည်းဖြည်းနဲ့ကန်းဆက်ကိုရောက်လာကြပြီဖြစ်ပါတယ်မန်ဂျုံကပြားပုံးတွေသွားစစ်ဖို့မာလိုက်တာကြောင့်ချွဲကြုံကကျွန်းပေါ်ကိုတယောက်တည်းတက်လာပြီးဒီအိုင်တစ်ခုမှမျက်နှာတစ်နေစဉ်အနောက်ကနေဘိုးနန်ရောက်လာပါတယ်ဘိုးနန်ကိုတွေးလိုက်ရတော့တနာယူချွဲကြုံကတင်ပါကိုလန့်ကင်နေတာကြောင့်ချက်ချင်းပဲချွဲကြုံရဲ့သပင်တွေကိုစုပ်ကင်လိုက်ပြီးလေပင်ကိုဒဇင်းနဲ့လိဖြတ်ပစ်လိုက်ပါတော့တယ်အဲ့ဒီမြင်ကွင်းကိုတစ်ဖက်မှာရောက်နေတဲ့ဟဲဝန်းကအရှင်းသားမြင်လိုက်ရတာကြောင့်တွေးပြက်ပြီးထွက်ပြေးသွားတဲ့အခါစိတ်လွတ်နေတဲ့ဘိုးနန်ကလည်းဒဇင်ကြီးကင်ပြီးနောက်ကနေလိုက်လာပြန်ပါတယ်ကျုံးမော်ရောက်လာပြီးဖြစ်တဲ့မန်ဂျုံနဲ့ဆက်လက်သမားတို့ကလေကွင်းထဲမှာအာလူအိတ်တွေဒီတိုင်းချထားတာကိုမြင်လိုက်ရပြီးစကားတပြောပြောနဲ့ခဏနေကချွဲကြုံမျက်နှာတစ်တဲ့အနားကိုရောက်လာကြပါတယ်မန်ဂျုံတို့ရေခတ်ပေးရင်းနဲ့အပေါ်ကကျလာတဲ့သွေးဆက်ကြောင့်မော့ကြည့်လိုက်တဲ့အခါတစ်ပင်ပေါ်မှာရှိနေတဲ့ချွဲကြုံရဲ့ခေါင်းပြက်ကြီးကိုတွေးလိုက်ရတာကြောင့်နှစ်ယောက်လုံးကြက်သေးသွားပါတယ်ဒီချိန်ဘိုးနကဒဇင်ကြီးကင်ပြီးရောက်လာပြီးဖြစ်လို့ဆက်လက်သမားရဲ့လက်ကိုအရင်ခုတ်ချလိုက်ပြီးနောက်မန်ဂျုံကပြန်ခုခံပြီးယောက်ျားသားနဲ့မိန်းမသားဖြစ်တာကြောင့်ဘိုးနန်တယောက်အလူးလဲပြန်ထိုးခံနေရပါတယ်ဆက်လက်သမားကတော့သူ့လက်စီထွက်ပြေးသွားပြီဖြစ်ပြီးခြံဝန်းထဲမှာလက်ပြန်ကြိုးအတုပ်ခံထားရပြီဖြစ်တဲ့ဘိုးနန်အားသူ့မျိုးတွေကိုဘာလို့တတ်တာလဲလို့မေးခွန်းထုတ်ရင်ခြေထောက်တွေနဲ့အဆက်မပြတ်ပိတ်ကန်နေပါတယ်ဘေးနားမှာဟန်ဝန်းလက်ရှိနေပြီးရဲတွေရောက်လာတာနဲ့နင်းလုံးခဲသမျှအားလုံးကိုဖွင့်ချမယ်လို့ဘိုးနန်ကပြောနေတာကြောင့်ဓာပြေးယူလာတဲ့မန်ဂျုံအားဟန်ဝန်းကရှေ့ကဝင်တားပေမဲ့ပါပိတ်ရိုက်ခံလိုက်ရပါတယ်အဲ့ဒီနောက်ဘိုးနန်ရဲ့အနာဆွဲခေါ်ကနင်းနဲ့အတူဒီကောင်မကိုရောတက်လိုက်ရမလားဆိုတဲ့မန်ဂျုံကဒါမှမဟုတ်ငါမယားအစ်လှုပ်လိုက်ရမလားမေးနေတာကြောင့်ညီဖြစ်သူနီနီတနာယူတဲ့မန်ဂျုံရဲ့လိန်စိတ်ကိုလှုံ့ဆော်ကဓာပြုတ်ကျသွားပြီဖြစ်လို့လက်ချောင်းကိုကိုက်ဖြတ်ပစ်လိုက်ပါတော့တယ်အဲဒါကြောင့်မန်ဂျုံကသူ့လက်ကိုလွတ်အောင်လက်သီးနဲ့ပြင်းပြင်းထန်ထန်ထိုးချလိုက်ပြီးပစိန်တလက်ကိုချက်ချင်းသွားနှုတ်တဲ့အချိန်မှာပဲဘိုးနန်ကမြေပေါ်မှာကျနေတဲ့ဓာတ်ကိုပါးစပ်နဲ့ကိုက်ယူလာကမန်ဂျုံရဲ့ဘိုက်ကိုပြေးထိုးလိုက်ပါတယ်ဓာတ်တန်ရကြောင့်မန်ဂျုံတယောက်ဘာမှမလုပ်နိုင်တော့တဲ့အချိန်အကြီးမှုတွေပြင်းနေတဲ့ဘိုးနန်တယောက်ဒဇင်တလက်နဲ့ဆိတ်ရှိတိုင်းခုတ်တင်နေတာကိုမြင်ပြီးပြောင်းလာတဲ့ဆက်လက်သမားနဲ့ဟန်ဝန်းတို့ကထွက်ပြေးသွားကြပါတယ်ဘိုးနန်ကတော့မန်ဂျုံရဲ့အလောင်းကိုဆွဲထုတ်လာပြီးအရင်ကမန်ဂျုံပြောခဲ့ဘူးတဲ့စကားအတိုင်းဒဏ်ရာရရင်ပဲနစ်လူးလိုက်ဆိုကအလောင်းပေါ်ကိုပဲနစ်တွေပြစ်ပေါက်နေခဲ့ပါတယ်တစ်ဖက်မှာလည်းဟန်ဝန်းနဲ့ဆက်လက်သမားတို့ကခနောက်တင်မှာတသားတဲ့ကြောင်ထွက်ပြေးလာခဲ့ကြပြီးလေပေါ်ရောက်လာတဲ့အခါအရေးတဲ့နှိုးလို့မရနေလို့တိုင်ပတ်နေကြပါတယ်ဒီချိန်ဒဇင်ကြီးကင်လာတဲ့ဘိုးနန်ကိုမြင်လိုက်ရပြီမို့တောက်စိတ်တွေငယ်တွေရောက်လာတဲ့ဟန်ဝန်းကလက်တရနဲ့ဆက်လက်သမားကိုဖဲထုတ်ပြီးသူမကိုယ်တိုင်ဆက်နိုးကြည့်ပါတယ်ဘိုးနန်ရောက်မလာခင်ဆက်နိုးနိုင်သွားလို့ထွက်ခွာဖို့ကြိုးစားပေမဲ့လည်းတောက်ဆောင်နဲ့ခြိထားတဲ့ကြိုးကိုတော့ဖြေဖို့မေ့နေတာကြောင့်ဆက်လက်သမားကပဲအရေးဆုံးပြီးကြိုးစင်းဖြေနေတဲ့အချိန်ဘိုးနန်ကအနားကိုရောက်လာပါတော့တယ်မလွတ်နိုင်မှန်းသိလို့ပြန်ခုခံနေတော့ဟဲဝန်းကဆက်လက်မောင်းထွက်သွားတာကြောင့်ဘိုးနန်နဲ့လုံးထွေးပြီးရေထဲထိုးကျသွားကဆက်လက်ကိုမိသလောက်လိုက်ဖက်တွယ်နေကြရင်လျှောက်ကနေတွေးရိုက်ကြီးထွက်ပေါ်လာတာကိုဟဲဝန်းကမြင်လိုက်ရပါတယ်ဒီကိစ္စတွေအားလုံးပြီးသွားချိန်မှာတော့ဘိုးနန်ကဟဲဝန်းကြံခဲ့တဲ့အဝတ်စားတွေကိုဝတ်ပြီးမိတ်ကပ်တွေအပြည့်လိမ့်ချက်ကအခြားဆက်လက်တစ်စီးနဲ့စိုးမျိုးကိုလိုက်လာပါတယ်ဆိုမျိုးကပင်မစိတ်ကံရောက်လာချိန်မှာတော့ဆက်လီကရှင်းပေးတဲ့အချိန်ညောင်လဲလဲနဲ့တခါမှရောက်ဖူးသေးတဲ့ပုံမပေါ်တဲ့ဘုံနန်အားလေသမားကမြို့ထဲသွားလို့ရမယ့်ဘတ်စကားဂိတ်ကိုညွှန်ပေးကဆက်လီကတဲကနေကောင်းကောင်းလဲခဲ့ဖို့မုံဘိုးအတင်းထုတ်ပေးလိုက်ပါတယ်ကျင်နာနှွေးထွေးမှုဆိုတာတသက်နဲ့တကူမကြုံခဲ့ဘူးတဲ့ဘုံနန်တယောက်ဒီလိုကျင်နာတတ်တဲ့သူတွေရှိသေးတယ်လားလို့တယောက်တည်းရေရွတ်လာရင်ဘက်မှာတော့ဟဲဝန်းကစိတ်ကမ်းမှရှိတဲ့ရဲအုပ်စောရဲ့ရုံးခန်းကိုရောက်နေတာဖြစ်ပါတယ်အရင်ကတမီလေးအသက်ဆုံးရှုံးလိုက်ရလို့တယောက်တည်းခိုးကိုရမဲ့နေခဲ့တဲ့ဘုံနန်အားဟဲဝန်းကဖြစ်စဉ်အားလုံးကိုလမ်းမြင်ခဲ့ရပေမဲ့သူမပေါ်အရန်ကောင်းတဲ့တကယ်ချင်းဖြစ်သူဘက်မှာမရက်တီပေးခဲ့ပဲအိပ်ပျော်နေလို့ဘာမှမသိခဲ့ဘူးလို့သာလိန်ခဲ့တာဖြစ်ပါတယ်ကျုံးပေါ်မှာဖြစ်ပျက်ခဲ့သမျှအကြောင်းတွေကိုသိလိုက်ရပြီဖြစ်တာကြောင့်ရဲအုပ်စောဟာမွန်းတုံကျုံးပေါ်ကိုသွားစစ်ဆေးဖို့ရဲအရာရှိချုပ်ကိုဆေလွှတ်လိုက်ပါတယ်ညနေဘက်မှာတော့ပင်မလုံးလိုအိပ်ပျော်နေတဲ့ဟေဝန်းကရုတ်တရက်ကြားလိုက်ရတဲ့အတန်းကြောင့်လန့်နိုးလာခဲ့ပြီးသူမလက်ထိတ်အခက်ခံထားရတာကိုသိလိုက်ရတဲ့အပြင်ဘေးနာကဘုံနန်ကိုပါမြင်လိုက်ရတဲ့အတွက်အောက်ထပ်ကိုမြန်မြန်ပြေးဆင်းလာပါတယ်အောက်ရတော့လေဘိုးနန်ရဲ့လက်ချက်နဲ့ရဲအုပ်ပါအဆုံးသက်ခံထားရတာကိုမြင်လိုက်ပြီးနောက်ကနေတူကြီးနဲ့လွှဲရိုက်လာတဲ့ဘိုးနန်ကိုရှောင်းကအပြန်လန်ခုခံတိုက်ခိုက်နေကြရင်ဟေဝန်းကအချုပ်ခန်းထဲဝင်ပြီးတောက်ခတ်ထားလိုက်ပါတယ်အဲဒါကြောင့်ဘုံနန်လည်းရဲအုပ်စောစီမှာရှိတဲ့တောအပိုတွေနဲ့အတူငယ်ကဟန်ဝန်းလက်ဆောင်ပေးခဲ့မှုတဲ့ပလွေလေးကိုပါသွားယူခဲ့လိုက်ပြီးငယ်တုန်းကလိုပလွေမုတ်ပြဖို့ဟန်ဝန်းကိုတောင်းဆိုပါတယ်သူမကိုဘာလို့ဒီလိုလိုက်လို့နေရတာလဲဆိုတဲ့ဟန်ဝန်းရဲ့မိကွန်အားအရင်တရားနည်းနည်းလေးတောင်မရှိလို့ဆိုပြီးအခန်းတော့ကိုဖွင့်နေချိန်အခုထိမတည်နိုင်သေးတဲ့ရဲအုပ်ကဘုံနန်ကိုတနက်နဲ့လမ်းပစ်လိုက်ပါတယ်ဒီတော့ဘုံနန်ကစပွဲကုန်းမှာညက်နေတဲ့တူကိုအမြန်ဆွဲထုတ်ပြီးရဲအုပ်စောကိုတခါတည်းအဆုံးသတ်ပေးကဟန်ဝန်းရှိနေတဲ့အချုပ်ခန်းစီမရမကချင်းကပ်သွားပါတယ်
အဲ့ဒီနောက်ဆုံးကြံနေတဲ့ခွန်အားတွေနဲ့ဟဲဝန်းကိုထူးထပ်ဖို့လုပ်တဲ့အချိန်မှာပဲဟဲဝန်းကပလွေအကျိုးနဲ့ဘိုနန်ရဲ့လေဘင်းတက်တဲ့ကိုထိုးချလိုက်ပါတော့တယ်လေဘင်းမှာစိုက်နေတဲ့ပလွေကိုဆွဲနှုတ်လိုက်ပြီးဟဲဝန်းအနားကိုဖြည်းဖြည်းချင်းကတ်ခါပေါင်ပေါ်မှာလက်အိတ်လိုက်တဲ့ဘိုနန်ကနောက်ဆုံးအနေနဲ့ငယ်ကလိုပလွေမုတ်ပြပေးဖို့တောင်းဆိုပါတယ်ဟဲဝန်းကလည်းဘိုနန်တောင်းဆိုတဲ့အတိုင်းအဲ့ဒီသွေးစွန်းနေတဲ့ပလွေအကျိုးလေးကိုမုတ်ပြနေချိန်အတန်မြော့ပဲကြံတော့တဲ့ဘိုနန်ကငယ်ကလိုပဲလက်ပလာနဲ့ပလွေလိုက်မုတ်ရင်ဟဲဝန်းရဲ့ပေါင်ပေါ်မှာပဲငိမ့်သက်သွားခဲ့ရပါတယ်အရင်ကလူနည်းစုစာနေထိုင်ခဲ့တဲ့မုံတုံကျွန်းဟာလည်းအခုတော့တိတ်ဆိတ်ငြိမ်သက်နေပြီဖြစ်ပြီးနောက်ဆုံးတယောက်သာကြံတော့တဲ့ဘိုးတော်ကြီးကလူကြီးယောဂနဲ့ပဲဆုံးမသွားခဲ့ရပါတယ်ဒီဖြစ်ပျက်တွေအားလုံးကနေတင်ကန်းသာအများကြီးရလိုက်တဲ့ဟဲဝန်းဟာမိန်းကလေးငယ်တဦးအားနှိပ်စက်ခဲ့တဲ့လူရန်ကားတွေကိုသူမရဲ့စိတ်ဆန္ဒအတိုင်းရဲရဲဝံ့ဝံ့ထုတ်ဖော်ပေးခဲ့ပါတယ်အိမ်ပြန်ရောက်လာတဲ့အခါမှာလည်းသူမနှစ်တည်းအကြာကြီးလိလူရှူထားခဲ့တဲ့စာတွေကိုဖေးပတ်ကြည့်လိုက်တဲ့အချိန်မှာတော့ဘိုနန်ပို့ခဲ့တဲ့စာတွေဖြစ်နေမှန်းသိလိုက်ရတဲ့အပြင်စာထဲမှာအကူအညီတောင်းထားတာတွေကိုပါမြင်လိုက်ရတဲ့အတွက်လွန်ခဲ့တဲ့10စုနှစ်အတွင်းမှာဘိုနန်တယောက်ဘလောက်တောင်နှိပ်စက်ခံနေခဲ့ရမလဲဆိုတာကိုတွေးကြည့်နေရင်းနဲ့ပဲဇလန်းလေးကလည်းဒီနေရာမှာတင်အဆုံးသတ်သွားခဲ့ရပါတော့တယ်